အားလုံးပဲမင်္ဂလာပါရှင် KK Handmade ပေးကနေကြိုဆိုလိုက်ပါတယ်အခုတစ်ခေါက်ညီမခောက်ပြပေးမှာကတော့ Sherry Band လေးကိုခောက်ပြပေးမှာဖြစ်ပါတယ်ရှင် Sherry Band လေးခောက်ဖို့ဆိုရင်ပိုက်ကလေးနာပန်းရောင်လေးတစ်ခုပန်းရောင်လေးတစ်ချောင်းလုံးမှာပေါ့ပန်းရောင်တော့ညီမရင်းရင်လေးကိုသုံးထားပါတယ် Sherry Band ရင်းရင်ပိုလှတယ်လို့ခံစားရတာမို့ညီမတော့ပန်းရောင်ရင်းလေးသုံးထားပါတယ်ပေးတယ်လိုမယ်ပန်းဝတ်ဆန်လိုမယ်ကက်ကြီးလိုမယ်ပေါ့နော်ပြီးတော့စားခောက်မယ်ဆိုရင်2 cm ပွင့်ဖက်5ချက်ခောက်ပေးပါဒီပွင့်ဖက်ကောက်တာကလည်းရှေ့ဗီဒီယိုမှာစပယ်မန်းခောက်ပြသလိုမျိုးပဲပုံစံအတူတူပဲမို့ဒါဒီမှာကျတော့5ချက်ခောက်မယ်ပေါ့နော်5ချက်ပဲခောက်ရင်သူက Sherry Band ဖြစ်တဲ့အတွက်5ချက်ပဲခောက်ရင်ပိုလှတယ်ပေါ့နော်ပြီးတော့ 1.5 cm တို့1တို့ကြောင့်တအားသေးသွားတယ်ညီမခောက်ကြည့်ရပါတော့2 cm လေးကအလှဆုံးအနေထားလေးဖြစ်တဲ့အတွက်2 cm ပဲဗီဒီယိုထဲမှာခောက်ပြထားပေးထားပါတယ်ရှင်ပိုက်ကလေးနာကိုမှစားလုံးမဲ့လူရင်းနေတဲ့ပိုက်ကလေးနာကိုဘယ်ရဝယ်ရမှန်းမသိဘူးဆိုလို့ရှိရင်ညီမရှိမှလည်းပစ္စည်းအစုံဝယ်ယူအားပေးနိုင်ပါရှင်အခုမှစထိုးတဲ့လူတွေအဆင်ပြေအောင်အတွက်ညီမကတစည်းချင်းနဲ့ရောင်းသလို100ပါတစည်းမလို့ခြင်းတဲ့လူတွေအတွက်လည်းစိတ်ကြောင်းမှာအရာစိတ်ကြောင်းမှာတစည်းစိတ်ကြောင်းမှာတစည်းလေးတွေလုပ်ပေးထားတဲ့အတွက်အယောင်ဆုံး100ကိုရောယူလို့ရပါတယ်ရှင်တခြားလိုအပ်တဲ့ accessory အားလုံးလည်းညီမစီမှာဝယ်ယူအားပေးလို့ရပါတယ်ပြီးတဲ့အခါကျတော့5ချက်ခောက်ပြီးသွားလို့ဆိုရင်အလဲလေးမှာပန်းဝတ်ဆန်ကိုညှက်ပြီးတဲ့အခါကျတော့ဒီပိုတဲ့အစာနစားကိုလိမ်ပြီးလိုက်ပဲပေါ့နော်ပြီးလို့ရှိရင်ပွင့်ဖက်လေးတွေကိုကြည့်ကောင်းသွားအောင်နေရာလေးတွေကိုညှိပေးလိုက်မယ်ညှိပြီးတော့အနားလေးတွေကိုနည်းနည်းခောက်ပေးလိုက်မယ်ပြီးတော့ထိတ်လေးတွေကိုဒီဗီဒီယိုထဲမှာပြထားသလိုပဲထိတ်လေးတွေကိုနည်းနည်းဖိပေးပါပေါ့နော်ပန်းဝတ်ဆန်ကိုလည်းအရင်ကြီးအောက်ပေါ်တိမဆွဲချပဲနဲ့အပေါ်လေးကိုနည်းနည်းထောင်နေပေါ်လာတာမို့ပန်းဝတ်ဆန်ညှက်တဲ့နေရာကျရင်အပေါ်လေးကိုနည်းနည်းလေးခြံထားပေးပါပေါ့နော်လုံးဝကြီးအောက်ထိညှက်ပြီးတော့မညှက်လိုက်ပါအောက်ထိဆွဲပြီးမလိမ်လိုက်ပါနဲ့ပေါ့နော်ညီမဗီဒီယိုထဲမှာပြထားသလိုပဲပွင့်ဖက်လေးတွေကိုတော့အလောတော်လေးအစင်မြောင်လှအောင်ညီမပြထားသလိုမျိုးလေးပဲလိုက်ပြီးတော့လုပ်ပေးပါတကယ်လို့ညီမဗီဒီယိုထဲမှာစကားပြောလေးတွေမှားတာပါရင်လည်းနားလည်သိခံပေးကြပါညီမကကြတော့စိုက်မှာဗီဒီယိုရိုက်ထားပြီးတော့အတန်ကိုကြတော့တက်လိုက်သွင်းရတာဖြစ်တဲ့အတွက်အားရချိန်လေးလိုက်လို့ရတာဆိုတော့အတက်နိုင်ဆုံးအစင်ပြေအောင်တော့ညီမလုပ်ပေးထားပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းပန်းလေးတွေထပ်ပြီးတော့ခောက်ပြပေးအောင်မှာမို့ဘာပန်းလေးတွေခောက်ပြပေးစေခြင်းလဲဆိုတာလည်း comment မှာပြောခဲ့ပေးလို့ရပါတယ်ရှင်ညီမရဲ့တကယ်လို့ဒီပန်းလေးကိုအလဲကောင်မှာအယောင်ကိုပန်းရောင်ရင်းနေလို့ချင်းညီမဗီဒီယိုထဲမှာပြထားသလိုမျိုး color shade နဲ့ပန်းရောင်ကိုအလဲဆန်လေးကိုလိုက်ပြီး share လို့ရပါတယ်ညီမကတော့လက်နဲ့ပဲ share ပြထားပါတယ်ဗီဒီယိုရိုက်နေရင်လည်း brush မိတ်သွားတာမလို့ brush ထားယူနေရင်အချိန်ပိုပြီးကြာသွားမှာဆိုလို့လက်နဲ့ပဲ share ပြပေးထားလိုက်ပါတယ်ရှင်မလို့တကယ်လို့အယောင်ရင်းမလို့ချင်းဆိုလည်းမ share လို့ရပါတယ်ညီမကတော့အားသလိုလေးတင်ပေးမှာမို့လိုချင်တဲ့ပန်းလေးတွေခောက်ပြပေးစေချင်တဲ့ပန်းလေးတွေရှင်လည်းပြောခဲ့ပေးလို့ရပါတယ်ရှင်ညီမရဲ့အကောင့်လေးကိုလည်း page မှာဖြစ်ဖြစ် TikTok အကောင့်မှာဖြစ်ဖြစ် like and follow လေးတွေလုပ်ပြီး copy link လေးတွေယူပြီးတော့ဝင်ရံပေးကြပါအောင်ရှင်နောက်ထပ်ဗီဒီယိုတွေမှာလည်းပန်းလေးတွေတစ်မျိုးခောက်ပြပေးအောင်မှာ like and follow လေးလုပ်ထားပေးကြပါနော်အခုတော့လွယ်မြန်လာတဲ့ Sherry Band လေးတစ်ပွင့်လိုက်ပြီးတော့ဖန်တီးကြည့်လို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်